ဂျပန်ရိုးရာပုံမြင်တွေရဲ့အမှောင်မချမ်းတွေမှာယူကိုင်လို့ခေါ်တဲ့မကောင်းဆိုးဝါးများနဲ့ပြည်နေနေပါတယ်။အဲ့ဒီလိုယူကိုင်တွေတဲကမှထူးဆန်းပြီးတော့ကြောက်ဖို့ကောင်းတဲ့ယူကိုင်တစ်ကောင်လည်းရှိနေပါသေးတယ်။အဲ့ဒီကောင်ကတော့တိတ်ဆုံးပြီးသားလူတွေရဲ့အလောင်းတွေကိုခိုးယူပြီးတော့ငရဲပုံကိုဆွဲခေါ်သွားတတ်တယ်လို့လည်းဆိုကြပါတယ်။အဲ့ဒီကောင်ကတော့ခါဆာလို့ခေါ်ပြီးတော့တစ်ခါတရံကြဒီလဲလို့လည်းခေါ်ကြပါတယ်။ကဲဒီနေ့မှာတော့ခါဆာလို့ခေါ်တဲ့ယူကိုင်ကြောင်းကိုပြောပြပေးသွားပါမယ်။အင်ထရိုလေးပြီးရင်စကြတာပေါ့多良生多良生ここはどこの細道အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Beyond the Myth Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းလေးကတော့ဂျပန်ဒဏ္ဍာရီတဲကမှရန်ကုန်မှာကြောက်ဖို့ကောင်းတဲ့တေဗီလာလူတွေကိုတော့အပြစ်ပေးနိုင်တဲ့ခါဆာလို့ခေါ်တဲ့ယူခိုင်ကြောင်းပဲဖြစ်ပါတယ်ပထမဆုံးခါဆာဆိုတဲ့စကားလုံးကိုပြောရမယ်ဆိုရင်တော့ခါဆိုတာကတော့မီးဖြစ်ပြီးတော့ရှာဆိုတာကလှဲပဲဖြစ်ပါတယ်အဲဒါကြောင့်တိုက်ရိုက်အဓိပ္ပာယ်ရမီးလဲဖြစ်ပြီးတော့ထူးခြားတာတစ်ခုကတော့ကြောင်ပုံစံရှိတဲ့နတ်ဆိုးတွေကမီးလောင်နေတဲ့လဲကိုဆွဲထားတာပဲဖြစ်ပါတယ်အဲဒါကြောင့်ခါဆာရဲ့ပုံစံကဒီဖြည့်ဆည်းခြင်းနဲ့ကြောက်ရင်တို့ကိုအမြဲဖော်ပြနေကြပါတယ်။သူတို့ရဲ့အစားကတော့အရင်တုန်းကတမန်အိမ်မွေးကြောင်လေးတွေပဲဖြစ်ခဲ့ပါတယ်။သူတို့ကနှိမ့်ဆက်ခံရပြီးတော့စိုးရစွာတက်ပြက်ခံရတဲ့အတွက်ကြောင်လေးတွေကအညွှန်းများနဲ့တည်ဆုံခဲ့ပါတယ်။အညွှန်းများနဲ့တည်ဆုံခဲ့တော့ကြောင့်မကောင်းဆိုးအဖြစ်နဲ့ပြန်လည်ပြီးဖွာလာတယ်လို့လည်းကြုံရထားကြပါတယ်။အဲ့လိုရန်ညွှန်းတွေကပေါင်းဆက်ပြီးတော့အချိန်တွေကြာလာတော့အခါစင်ကဲပြောင်းလဲမှုတွေဖြစ်လာပြီးတော့အစဉ်သုံးဆင့်ဖြင့်ခါဆာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပထမတစ်ဆင့်ကတော့တမန်ကြောင်ကနီကိုမာတာလို့ခေါ်တဲ့မကောင်းဆိုးဝါးကြောင်အဖြစ်ကိုစင်ကဲဖြောင်းလဲပြီးတော့ဒုတိယအဆင့်ကတော့ဘန်ကီနီကိုလို့ခေါ်တဲ့အစွမ်းရည်ရှိတဲ့မကောင်းဆိုးဝါးဖြစ်လာပြီးနောက်ဆုံးအဆင့်ကတော့ရှေ့ကအစွမ်းရည်ထက်ကိုမှကျော်လွန်တဲ့ခါဆာလို့ခေါ်တဲ့စွမ်းထက်တဲ့ယူကိုင်ပဲဖြစ်လာပါတယ်အဲ့ဒီလိုမကောင်းဆိုးဝါးကြောင်တွေအပေါ်ကြောက်ရွံ့မှုတွေကဂျပန်မှာရှိခဲ့တာဖြစ်ပြီးတော့ရှေ့ကာလကလေးကကြောင်တွေကိုအလောင်းသားကိုအရင်မကတ်စီနဲ့ကြောင်တစ်ကောင်ကခေါင်းတစ်လောင်းပေါ်ကနေခုန်ကျော်သွားရင်အဲမှာရှိတဲ့အလောင်းကပြန်ထားလိမ့်မယ်ဆိုတဲ့ရှေးကြီးစကားတွေလည်းရှိခဲ့ပါတယ်အဲ့လိုမျိုးစကားမျိုးကိုတော့ကျွန်တော်တို့ညီမမှာလည်းငယ်ငယ်ကကြားဖို့ကြမယ်ထင်ပါတယ်ကြောင်တွေကတခြားကောင်တွေထက်ကိုပိုပြီးတော့စွမ်းအားတွေပိုင်ဆိုင်ထားရလို့လည်းဆိုကြပါတယ်ခါဆာတွေကအများဆုံးအားဖြင့်လောဘတွေအချင်းပြတ်မှုတွေရှိနေတဲ့တီလူများရဲ့နာရီများနဲ့တင်းရိုင်းကူများတွေပေါ်လာတတ်ကြပါတယ်သမိုင်ဝိညာဉ်တွေနဲ့တဆွေတွေလိုတက်ရှိတွေကို6လန်တာမျိုးမဟုတ်ဘဲနဲ့ခါဆာတွေကတည်ဆုံးသွားတဲ့သူတွေကိုပြစ်မှတ်ထားကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့သူတို့ကမကောင်းလုပ်တဲ့သူတွေရဲ့ဝိညာဉ်တွေကိုအရက်ထီကိုမှဆွဲခေါ်သွားဖို့ပဲဖြစ်ပါတယ်။အဲ့လိုမျိုးတည်တဲ့သူတွေရဲ့ဝိညာဉ်တွေကိုတင့်တော်တဲ့တကြိုချင်းမျိုးနဲ့ငញ្ញမ်းစွာအနားယူခွင့်မပေးခြင်းလိုပဲဖြစ်ပါတယ်။သူတို့ကအရန်ကိုမှမြင်တဲ့အချိန်နဲ့လည်းပြည်နိုင်ကြပါတယ်။အဲဒါကြောင့်ခါဆာတွေကတည်တဲ့လူတွေရဲ့လောင်းတွေကိုလာမခိုးအောင်လို့တေချာယူဆိုင်ပြီးလုပ်ရတဲ့ကလေးတွေကလည်းပေါ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကတော့ဓာတ်တို့မဟုတ်ကကြီးတစ်ခုခုကိုအလောင်းရဲ့ရင်ဘက်ပေါ်တွင်တင်ထားခြင်းခေါင်းကိုရှီမန်နာဝါလို့ခေါ်တဲ့ကျိုးများနဲ့ဝန်းရံထားခြင်းနဲ့လောင်းကိုမြုပ်ပြီးစီးတဲ့အထိဂူနီးများတွင်စောင့်ကြည့်ရင်းလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တစ်ခါလေကြာရင်ကောက်ယူးနဲ့ပြုလုပ်ထားတဲ့အလောင်းတူကိုတောင်မှသူတို့ကိုလှည့်စားဖို့အတွက်အသုံးပြုရပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းတွေကအယူသီးရင်တက်တော့မဟုတ်ခဲ့ပါဘူး။ပွေလွန်တူတွေရဲ့ရုပ်လောင်းကိုလက်ဖျားတွေရဲ့အပြစ်ပေးခြင်းကနေပြီးတော့ပြင်းပြင်းထန်ထန်ကြောက်ကြတဲ့အတွက်ညီကြီးမှုဆိုင်ရာဒလေးတစ်ခုလည်းဖြစ်ပါတယ်။ခါဆာတွေရဲ့ပုံမြင်တွေကလည်းဂျပန်နိုင်ငံရဲ့နေရာဒေသအလိုက်အနည်းငယ်ကွဲပြားနေတာကိုလည်းတွေ့ရပါတယ်။ကျူတူမှာပြောကြတာကတော့ခါဆာတွေကဇာပနာပွဲတွေကိုတေချာမကျင်းပတဲ့အခါပေါ်လာပြီးတော့ကြောက်ရွံ့နေကြရဲ့ရှိမှတွင်အလောင်းကိုဆွဲယူရတတ်တယ်လို့လည်းဆိုကြပါတယ်။ဒီကာလမှာတော့တိတ်ဆုံးပြီးလူတွေအတွက်ပူဇော်ပတ်သက်မှုတွေကိုပြုလုပ်ခါဆာတွေရဲ့ဒေါ်လာတွေကိုဖြေလျှော်ပြီးတော့လောင်းတွေကိုခိုးယူမသွားနိုင်အောင်ကာကွယ်နိုင်ရတယ်လို့လည်းယုံကြည်ထားကြပါတယ်။ရှီကာရဲ့ဒဏ္ဍာရဲ့အချို့ကတော့ခါဆာတွေကလောဘကြောင့်အပြစ်ပေးခံရတဲ့ကြောက်မဖွယ်ကောင်းတဲ့ကြောင်ဝင်းရင်တစ်ကောင်ဖြစ်ခဲ့ပြီးတော့အခုတော့နေပြားရဲ့တာဝန်တွေကိုဆောင်ရွက်ပေးရတဲ့ရင်းနှီးစဉ်အဖြစ်ကိုမှအစီခံနေရတယ်လို့လည်းဆိုကြပါတယ်။ရှီအောင်ကျင်းများနဲ့စာပေများတွင်မိတောင်နေတဲ့ယထာနဲ့တောက်ပနေတဲ့ကြောင်မျက်လုံးတွေပါတဲ့ခါချရဲ့ပုံကိုယူကီယိုဤပုံနှိပ်ပကြီးတွေနဲ့တရဲပုံမြင်စူးစီးမှုတွေမှာမကြာခဏတွေ့ရတတ်ပါတယ်။အဲတွေကတိဆုံချင်းနဲ့မရက်တက်နိုင်တဲ့ဆွမ်းအားတွေကိုလည်းပူဇော်ပြုနေကြပါတယ်။သူတို့ရဲ့ပုံစံကတော့ထူးဆန်းပြီးတော့ကြောက်ဖို့ကောင်းနာမကသူ့မှာတဘာဝလုံးဆွမ်းအားတွေကိုလည်းပသိမ်ထားကြပါတယ်။အဲတွေကတော့ Pyokinesis လို့နဲ့ Hellfire Manipulation လို့ခေါ်ပြီးတော့သူ့ရဲ့အလုပ်လုပ်ပုံကတော့သူ့ရဲ့ခန္ဓာကိုယ်တွေမှာတော့မီးတွေနဲ့ဝန်းရံနေပါတယ်။အမီကတော့ရိုးရိုးမီးမဟုတ်ဘဲနဲ့ငရဲမှာတောက်လန့်နေတဲ့မီးတွေလည်းဖြစ်ပါတယ်။ခါဆာကအဲ့ဒီမီးတွေကိုလည်းထိညှို့နိုင်ပြီးတော့လူတွေကိုကြောက်လန့်အောင်တို့စောင့်တွေကိုမီးရှို့တာတို့ကိုလုပ်နိုင်ကြပါတယ်။အဲ့ဒါတွေအပြင်သူ့ရဲ့သဘာဝလုံငရဲမီးနဲ့သူတို့ရဲ့သားကောင်တွေကိုအသက်သွင်းနိုင်ကြပါတယ်။အဲ့ဒီဆွမ်းအားတွေကသူတို့သုံးနေကြဆွမ်းအားတွေလည်းဖြစ်ပါတယ်။အဲ့ဒါတွေအပြင်သူတို့ကယာတိဥတွေကိုလည်းထိညှို့နိုင်ကြပါတယ်။ခါဆာရီလာပြီးဆိုရင်တော့ရုပ်တရက်ပြင်းထန်တဲ့ယာတိဥအဖြစ်ကိုပြောင်းလဲသွားကြပါတယ်။ကြည်လင်ပြီးတော့ပြားလဲနေတဲ့ကောင်းကင်ကြီးဟာလည်းခ
စာတွေရောက်လာတဲ့တပြိုင်နက်မိုးတွေမဲမောင်လာပြီးတော့မိုးရိုးတွေပြက်ခါမိုးတွေတက်ထန်စွာရာနေတဲ့ပုံကိုချက်ချင်းဖြစ်ပြောင်းလဲသွားပါတယ်။အဲ့လိုဖြစ်တာကလည်းတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ဘဲနဲ့ခါစာတွေကအလောင်းကိုစောင့်ရှောက်နေကြတဲ့လူတွေကိုကြောက်ပြီးထွက်ပြေးအောင်နဲ့သူတို့မလာအောင်လုပ်ထားတဲ့အကာအကွယ်မီးပုံတွေကိုငိမ့်သက်ဖို့လည်းဖြစ်ပါတယ်။နောက်ထပ်ကြောက်ဖို့ကောင်းတဲ့စွမ်းအားလည်းရှိပါသေးတယ်။အဲ့ဒါကတော့ telekinesis လည်းဖြစ်ပြီးတော့ပစ္စည်းတွေကိုစိတ်နဲ့ရွှေ့နိုင်တဲ့စွမ်းအားလည်းဖြစ်ပါတယ်။နီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ push ရုပ်ရှင်တို့ H-man ကားတွေတဲကဂျင်ဂရီတို့ရဲ့ power တွေနဲ့မှတော်တော်ကိုဆင်ပါတယ်။ဒါပေမဲ့ခါစာတွေကတော့အလောင်းတွေကိုခိုးယူတဲ့အခါအဲ့ဒီစွမ်းအားကိုသုံးပြီးတော့ခိုးယူလေရှိကြပါတယ်။သူတို့ကအလောင်းတွေကိုသူ့ရဲ့လက်သေးနဲ့ဓာတ်ရိုက်မထိဘဲနဲ့အဲ့ဒီစွမ်းတွေကိုသုံးပြီးတော့အလောင်းကိုခေါင်းထဲကနေတွန်းထုတ်ပြီးတော့ဆွဲခေါ်သွားလေရှိကြပါတယ်။ခါစာတွေကအဲ့လိုခိုးယူတာကတော့သူတို့မှာရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့မကောင်းမှုတွေအခုလိုများတဲ့လူတွေရဲ့သိဆုံးတဲ့အခါကျကောင်းမွန်စွာတကြိုခွင့်မရအောင်တားဆီးပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်ကိုအရဲမီးတွေထဲမှာဖျက်ဆီးပစ်တာပဲဖြစ်ပါတယ်။ခါစာတွေကိုမြင်ပြီးတော့အသက်ရှင်နိုင်တဲ့လူတွေလည်းအနည်းငယ်မှရှိတာကိုပဲတွေ့ရပါတယ်။သူတို့ကအကြောက်လွန်တဲ့စိတ်ယောဂတွေပါခံစားနေရပြီးတော့အိမ်မက်ထဲတွေကိုမှချောက်လန့်နေရတယ်လို့လည်းဆိုကြပါတယ်။ခါစာတွေကကြောက်တဲ့စိတ်ကိုဖန်တီးနိုင်တဲ့လူတွေဖြစ်ပြီးတော့သူတို့ရဲ့တရှိမှုတွေကိုလူတွေရဲ့စိတ်မှာကြောက်မက်ဖွယ်ကောင်းတဲ့ထင်အောင်ထင်မှားမှုတွေနဲ့ဖုံးလွှမ်းစေနိုင်တဲ့အထီကိုမှလုံနိုင်ကြပါတယ်။ယနေ့ခေတ်တိုင်းခါစာတွေရဲ့တဏှာကြီးတွေကလူပြောများနေစေဖြစ်ပါတယ်။ခါစာတွေကိုအခြေခံပြီးတော့ရုပ်ရှင်တွေအနီမီကားတွေတော်တော်များများမှာလည်းပုံစံမျိုးဖြင့်ဖော်ပြနေကြဆဲပဲဖြစ်ပါတယ်။ဥပမာညဘက်တင်ချိုင်းများတွင်ချောင်းလန့်တတ်တဲ့အကြောင်းတော်အဖြစ်လက်စားချင်စိတ်တွေပြည့်နေတဲ့ဘီတောက်နေတဲ့ရထားတော်များအဖြစ်ဖော်ပြထားကြပါတယ်။ဂိမ်းတွေများတွင်လည်းခါစာကိုတဲရတဲ့ boss တစ်ကောင်အဖြစ်ဖော်ပြထားကြတာကိုလည်းတွေ့ရပါတယ်။ခါစာရဲ့ပုံစံတွေကိုအနည်းငယ်ပြောင်းပြီးတော့ဖော်ပြထားကြပေမဲ့သူ့ရဲ့မူလဒီဇိုင်းဖြစ်တဲ့မီးတွေကြောင်ပုံစံတွေနဲ့ဒေရင်တရားပုံစံတွေကတော့တူနေတာကိုတွေ့ရပါမယ်။ခါစာတွေကတော့အိမ်မွေးကြောင်လေးတစ်ကောင်နဲ့ငရဲပြည်ကလောင်းတွေကိုစားတဲ့ငစိုးတစ်ကောင်နဲ့ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။အဲ့ဒါဟာတည်ဆုံးသွားတဲ့လူတွေကိုလေးစားမှုရှိခြင်းတည်ပြီးတော့နှောက်မိုးဝါကိုကြောက်ရွံ့ခြင်းနဲ့ကြောင်လူရဲ့အပေါ်ရှစ်ခေတ်တဲကနည်းနည်းဆန်းကျယ်တဲ့ဒလီများနဲ့ပေါင်းစပ်ပြီးတော့ပေါ်လာတဲ့ပုံပြင်တိုးလည်းဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့်ခါစာတွေကတော့ယူကိုင်တွေထဲမှာထူးဆန်းပြီးတော့ကြောက်ဖို့ကောင်းတဲ့ယူကိုင်တစ်ကောင်ဖြစ်လည်းဖြစ်နေစေဖြစ်ပါတယ်။ကဲဒီနေ့တော့ခါစာဆိုတဲ့ယူကိုင်ကြောင့်ကိုဓမ္မပဲဆုံးသက်ပြီးတော့ခါစာကိုဘယ်လိုမြင်လဲဆိုတာရဲ့ကိုကွန်မန့်တွင်ရေးပေးခဲ့ကြပါအောင်ဗျ။စုံဒီနာဝေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။တကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်းအဲ့ဒါsubscribeလုပ်ပြီးဖို့မေးပါနေအောင်နော်။မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။နောက်ဗီဒီယိုတွင်ပြန်လည်တွေ့ကြပါအောင်မယ်ခင်ဗျာ။